အစကလည်းအပြောင်သမားဆိုတော့ဒါကမကောက်ဘူးလို့ဆိုပြီးကောက်လိုက်တာဒါပေမဲ့နည်းနည်းဖွာပြီးသပင်ကကျန်းနေရောအစင်ကမပြေဘူးလို့ဖြစ်နေ ကွာတယ်လို့ခံ ဟုတ်တယ် စားရ ဖွာလို့ခံစားတော့အဲ့ကြောင့်အမေကပြန်ဖြောင်းလိုက်တော့ဆိုပြီးတော့အဲ့ ပြန်ပြီးပြန်စီးကြတာ ဟုတ်တယ် ခုတော့ပြောကြတော်များများအဲ့လေမောဟနာကောက်ထားတာလို့ဒီကောင်းလုံးကောက်ထားတာလို့သမီးတွေပဲကောက်ထားကြရင်ပြန်ဖြောင်းလို့ရလားပြန်ဖြောင်းလို့ရလားတော့နားလဲအောင်ပြောရမယ်ဆိုတော့ပြန်ဖြောင်းလို့ရတယ်ရပောင်းင်းပုံနဲ့ပြန်လုပ်လို့ရတယ် ဟုတ် တော်များများထိခိုက်မှုများလားဆိုလည်းမေးတယ်ထိခိုက်မှုတော့မများဘူးပြန်လုပ်လို့ရတယ်သပင်ဆန်သားပြန်ဆိုအောင်လည်းလုပ်လို့ရတယ်ပုံမှန်ကျွန်တော်တို့သပင်ဖြောင်းလိုက်ရပောင်းင်းလောက်တာတွေလောက်တော့တဘာဝအရင်မဆန်တော့နည်းနည်းလေးတော့ပိုဝစ်သွားမယ်ပိုဆင်းသွားမယ်အမအားတော့လက်ခံနိုင်လား လက်ခံနိုင်တယ် မနော် ကြောင်ပြီးတော့ဟာလားနတ်ပဲဆိုကြတယ်ညီမသပင်ကကြဘယ်လိုလဲဆိုတော့နည်းနည်းလေးဘလောက်ပဲနတ်ဆို तू ကနီးရပြန်ပြီးတော့ အော်မဲသေးလည်းအရင်ကဆိုဘူးလား စိုးတယ် မဲမဲတူတူလေးသုံးမယ်ဆိုရင် နည်းနည်းမဲရဆိုရင်စင့်ပြေရပြန်နီလို့အဲ့ကြောင့်မို့ ဒါပေမဲ့အမဲစီးတော့ပါတယ်နော်အမဲအိမ်မှာနေတော့ခေါင်းချုံတော့ပေါင်းစည်းနေတော့ထည့်ချုံပါရမှာ ဟုတ် တော့အမဲဆိုးရစပင်စပင်စနာအရင်6လို့ ဟုတ် ရလား ဟုတ်ရ